မိမမရှိတော့တပူးလေးကိုအရေးထည့်ပြီးတော့တောက်ရတာဟာလေကောင်းလိုက်တာဝါကောင်းလိုက်တယ်ငါအကျန်း လေကျွေးတောင်းရတာလေစိတ်ညစ်တာလေတော့မရဘူးပေါ့ဒီညစ်တယ် မိမကျွေးတော့မရဘူးလား စိတ်ညစ်တယ်အေးစိတ်ညစ်တယ်ဟာမောလိုက်တာလည်းမရဘူးထဲအောင်တော့ကောကောင်းတယ် ဟုတ်ပါမလား ခါတက်တက်ကလေးနဲ့တော့ရင်းနှီးရခါတယ် သူကလက်ဖက်ချောက်ကသူကဟွာဖြစ်တယ်လေ ဟုတ် လက်ဖက်ချောက်ကချမ်းပြီးပြင်းဟုတ်တယ်ချမ်းပြီးပြင်းဆိုတော့သူ ထဲ မမဟုတ်လေမိမများတယ်ပြီလေ ဘာလို့ရှင်းရင်တို့တောက်ခါပဲများတယ်လားကျုပ်ရင်တို့တောက်ချင်မောနေတာလေကျုပ်ကျွေးတယ်တရားလုံးပတ်တောင်းလာတာလေမောလို့ဘာလို့ရှင်းဘယ်နှခါပြောမှာ ဇလန် ကြားထားတယ်ထက်မြများ အမေဇလန်စတာမိမဟုတ်ရောည အဲ့ရင်တို့ကျုပ်ဒီတစ်ခွက်ကြမှာပိုးပြီးတော့မှကျုပ်သိခဲ့ဘလို့ဖြစ်ကျုပ်မျက်စိတွေကဝါရတာဖြစ်နေသလား အေးအဲ့ဒါမိမတွေ့ရနေအဲ့ တော့ကျုပ်ကရင်တို့တောက်ခါကိုရနေတာလည်းဘာဆိုင်လဲ မိမမောကပြန်လာလို့မောနေလို့ဖြစ်ပါလိမ့်မယ်အဲ့ကြော တော င့် က်လိုက်ပါမဲ့ဒါလေးတော့ရင်တို့တော့ကျုပ်ကမတထားဘူးလားပြောပါရှင်းရင်တို့ကျုပ်ကမတထားဘူးလားပြောတယ်ပြောထဲအောင်မှာခွက် ဟုတ်လား ရင်တို့ကျုပ်ကမတထားဘူးလားလို့ မထားပါလေ တထိုင်ချက်ဘာလဲရှင်ကျုပ်ကတော့ကျွေးနေလဲပတ်တောင်းလိုက်ရတာရှင်ကကျုပ်ကရင်တို့တော့မတထားဘူးကတော့ရှင်အဲ့ဒါဘာသဘောလဲရှင်ဘာသဘောလဲလို့ ဘာမဟုတ်ပါဘူးမိမပေါ့ ကျုပ်ခေါင်းနေတာမင်းမိုးလာတယ် တော့မိမမောနေဟွာ ရှင်းလက်ဖက်ကြောက်ကြီးဘာတွေများပါလဲ မမဘူးသူကအဲ့ရှမ်းပြည်ပြင်းရဲလက်ဖက်ချောက်ကပင်းရထုတ်တာဆို ဒီမှာတော့ကောင်းလိုက်အောင် မကောင်းနေတော့မိမ အောက်တို့လေ မိမအိတ်ချင်တယ်ဆိုတော့အိတ်ပါတော့ ကောင်းပါအေး မိမအိတ်ချင်တော့ ဟာလေကျုပ်ကျုပ်တင်းသိပြောချက်ဖဲဟိုဝါမှာချက်ဖဲမရင်ငယ်နဲ့ကွာကိုယ်မျိုးပြော မဟုတ်ပါဘူး ဝဲတောင်းမှာကျုပ် နောက်တော့ဟုတ်ပါ 哎呦我的妈！